မေးထားတဲ့ဝါသနာရှင်ကြီးကိုအတွက်ကျွန်တော်ဒီနေ့လွယ်ကူဆုံးနှစ်ထပ်ကလေးညှပ်ပြမှာဖြစ်ပါတယ်။အရင်ဦးဆုံးရေဖြန်းပေးခွဲထားပြီးကလပါပိတ်မှာ3မီလီမီတာကိတ်ပြတက်ပြီးဘေးနှစ်ထင်တောင်းတီထိုးမှဖြစ်ပါတယ်။ဒီနေရာမှာပြီးနဲ့ထိုးလို့ရသလိုမော်တာလွတ်ပြက်လဲထိုးလို့ရပါတယ်။ပြီးတော့ကိတ်ပြ1.5မီလီမီတာ4.5မီလီမီတာ6မီလီမီတာစသဖြင့်ကိုကြိုက်နှိမ့်သက်သလိုအသုံးပြုလို့ရပါတယ်ခင်ဗျာ။နောက်ဘက်ကတော့နှစ်ထပ်ကေဖြစ်တဲ့အတွက်နောက်စေးအောက်မှာပဲကျွန်တော်ရှိတ်သားကိုသုံးသက်ပါတယ်ခင်ဗျာလက်နဲ့တိုင်းကြည့်မယ်ဆိုရင်နောက်ဘက်မှာဂုတ်ဘက်ကနေတိုင်းမယ်ဆိုရင်လက်သုံးလုံးစာမြရှိတ်သားတင်ရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးပြီးရင်တော့ကျွန်တော်တို့ထိုးခဲ့တဲ့ရှိတ်သားတိုင်းအပေါ်ဆုံးထစ်ကနေမညီသေးတဲ့သပင်ဆွဲလေးတွေကိုလိုက်ပြီးတော့ညီအောင်ဖြတ်ပေးမှာဖြစ်ပါတယ်ဒီနေရာမှာပြီးထားရမယ့် position ကတော့အတက်90ကနေအနောက်ကိုနည်းနည်းလေးလမ်းမှာဖြစ်တဲ့အတွက်120 130လောက်ရှိပါမယ်ခင်ဗျာနောက်ပြီးတော့ပြီးသွားမယ် direction ကလည်းနှစ်ထပ်အရာအတိုင်းပဲသွားမှာဖြစ်တဲ့အတွက်စီးကိုမကြော်အောင်သတိထားရပါမယ်ခင်ဗျာနောက်ဘက်ကတော့ဗီဒီယိုမှာမြင်ရတဲ့အတိုင်းပဲနောက်စေးအောက်ကနေအတက်ဝင်မှာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုဖိုင်ကိုကျွန်တော်ကအတက်ရိုက်ထားတာဖြစ်ပါတယ်ဗီဒီယိုထဲမှာတော့နည်းနည်းလေးစောင်းနေသလိုဖြစ်နေပြီပဲအပြင်မှာတော့အတက်ပါခင်ဗျာဒါလေးပြီးရင်တော့တလက်စားတယ်ပဲကလပါမောင်ကလုတ်ကိုစုံထိဖွင့်ချလိုက်ပြီးတော့ဓာရိပ်မဲ့နေရာလေးတွေကိုလိုက်ပြီးတော့အလျှော့တက်ပါမယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ဗီဒီယိုရိုက်ထားတာမရှိတော့တဲ့အတွက်ကျွန်တော်နောက်တစ်ကောင်းလေးနဲ့ပြန်လဲဆက်ပြပေးတာပါတယ်ခင်ဗျာအောက်ရှင်နာရှော့တက်ပြီးတဲ့အခါကျွန်တော်ကနှစ်ထပ်ကေကိုအထစ်ကြီးနဲ့မလို့ချင်တာဖြစ်တဲ့အတွက်ပြပြလေးဖြစ်နေစေဖို့ဘီးလေးကိုမြှောက်ပြီးတော့အခုဗီဒီယိုပုံပါအတိုင်းကျွန်တော်လိုက်ဖြတ်ပါတယ်ခင်ဗျာနှစ်ထပ်ကေညက်တိုင်းအထစ်ကြီးတွေနဲ့တိမ်ကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ယခုလိုမျိုးပြပြလေးပဲညက်လေးရှိပါတယ်ခင်ဗျာပြောစရာရှိတာကနှစ်ထပ်ကေညက်တဲ့အခါအောက်က foundation ပိုင်းကိုဘာလို့ဘီးနဲ့မထိုးတာလဲဆိုတော့ကျွန်တော်ကတော့ပုံမြန်ပြီးပို့ပြီးတော့တိကျတဲ့ကိတ်ပြားလေးနဲ့ထိုးတာကိုပို့ပြီးရတာတွေ့လို့ပါခင်ဗျာကျွန်တော်တော့ဒါလေးကိုပို့ပြီးသဘောကျပါတယ်အရင်တော့တောက်လျှောက်ဘီးနဲ့ပဲထိုးခဲ့တာဖြစ်တဲ့အတွက်ဘီးနဲ့လည်းထိုးရတာအဆင်ပြေပါတယ်ခင်ဗျာယခုဗီဒီယိုကိုကြည့်နေတဲ့ဝါသနာရှင်မိတ်ဆွေတို့အနေနဲ့လည်းသပင်ညက်ကိုဝါသနာပါတယ်မထိုးတတ်သေးဘူးဆိုရင်ကျွန်တော်တို့ကိတ်ပြားလေးနဲ့ထိုးကြည့်ပါခင်ဗျာအဆင်ပြေပါတယ်ခင်ဗျာတကယ်တော့ဘီးဖြစ်ဖြစ်ကိတ်ပြားဖြစ်ဖြစ်အဲ့ဒါလိုချင်တဲ့ပုံစံကိုလိုချင်တဲ့ပုံစံကိုအမိအရာထုံးနိုင်ရင်ပဲအဆင်ပြေပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်ရဲ့တွေ့ကြုံလေးတစ်ခုကိုပြန်လည်မျှဝေပေးချင်ပါတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့14နှစ်15နှစ်လောက်ကကိတ်ပြားလေးတွေစပေါ်ကားသားမှာကျွန်တော်တန်ငယ်ချင်းစပင်ညက်စရာတချို့ကသူတို့ကကိတ်ပြားလေးနဲ့ညှက်နေပြီးကျွန်တော်ကဘီးနဲ့ညှက်နေလို့ကျွန်တော်ကိုခက်အောက်တယ်လို့ပြောခဲ့ပူပါတယ်ခင်ဗျာအဲ့ဒီတော့ကျွန်တော်လည်းအဲ့ဒီတုန်းကနေစပြီးတော့ကိတ်ပြားလေးနဲ့ထိုးတက်အောင်မနေ့လေ့ကျင့်ထားခဲ့ရပါတယ်ခင်ဗျာအခုတော့ကျွန်တော်ကိတ်ပြားလေးနဲ့ကောင်းကောင်းထိုးတက်ပါပြီဘီးနဲ့လည်းကောင်းကောင်းထိုးတက်နေပါပြီခင်ဗျာမိတ်ဆွေတို့ရောစပင်ညက်တဲ့အခါမှာဘီးနဲ့ပဲထိုးလာကိတ်ပြားလေးအသုံးပြုကြလားခင်ဗျာကျွန်တော်ရဲ့ comment အောက်မှာဖြည့်ပေးသွားခဲ့ကြပါဦးခင်ဗျာဘာနဲ့ပဲသုံးပါအဓိကအားလုံးဆင်ပြေဖို့အရေးကြီးပါတယ်ခင်ဗျာ